ဒါလေးတစ်ခုအရေးကြီးတယ်ဗျသတိထားပြီးတော့လှုပ်ဖြစ်အောင်လို့တိုက်တွန်းခြင်းလို့ဒီဗီဒီယိုလုပ်တာဖြစ်ပါတယ်ဘယ်အားကစားပဲလုပ်မကစားခင် one map သွေးပူလုပ်ဖို့တော်တော်များများမလိုအပ်ဘူးဆိုပြီးတော့မလုပ်ဘဲနေကြတဲ့သူတွေများပါတယ်တချို့ကလည်းလုပ်ရမယ်ဆိုတော့သိရသားနဲ့အလွယ်ဒီတိုင်းဝင်ကစားကြတဲ့သူတွေလည်းရှိပါတယ်ဘယ်လိုပဲဖြစ်မလိုလားအပ်တဲ့ injury မရအောင်လို့မကစားခင်မှာတကူလုံးသွေးပူသွားအောင်လို့2မိနစ်3မိနစ်လောက် jogging ပြေးတာဖြစ်တော့လုပ်သင့်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်နေတဲ့သူတွေမှာဆယ်ကျော်သက်လူငယ်လေးတွေအများကြီးပါတာမို့လို့အကျော်ဘယ်လို short အောင်လဲမကန်ခင် one map ဘယ်လိုလုပ်အောင်လဲဆိုတာတော့ဒီဗီဒီယိုထဲမှာပြသွားမှာပါပထမဆုံးမာဆယ်တွေရော့သွားအောင်လို့အကျော် short လေ့ကျင့်ခန်းကိုစလုပ်ပါမယ်နံပါတ်1အနေနဲ့ကတော့တကူလုံးအရှိတဲ့အကျော်တွေကိုခြေဖနှောက်ထောက်ပြီးတော့လက်ကိုလည်းတွန်းပြီးတော့ဆန့်ထုတ်တာဖြစ်ပါတယ်ဒီပုံစံအတိုင်းပဲကိုရှေ့နောက်ဘီးဘေးညာတစ်ခါလုံးရင်10စက္ကန့်စီလောက်ကင်ထားပြီးတော့လုပ်မယ်ဆိုအဆင်ပြေပါတယ်နံပါတ်2အနေနဲ့ကတော့ခေါင်းကိုလည်းဘီးဘေးညာရှေ့နောက်10စက္ကန့်စီလောက်ကင်ထားပြီးတော့အကျော်လျှော့ပေးရမှာဖြစ်ပါတယ်ခေါင်းလှည့်မယ်ဆိုရင်လည်းခေါင်းကိုဘေးညာဖြည်းဖြည်းချင်းစီလှည့်ပေးလို့လည်းရပါတယ်နံပါတ်3ကတော့ပခုံးကြောတွေပြေရောအောင်လုပ်ရမှာဖြစ်ပါတယ်ပခုံးကြောတွေပြေရောတာမလုပ်ရင်လည်း injury ရတတ်ပါတယ်အခုပြထားတဲ့လေ့ကျင့်ခန်း2မျိုး3မျိုးကိုလည်းပခုံးကြောပြေရောဖို့အတွက်လုပ်ပေးလို့ရပါတယ်နံပါတ်4ကတော့ခါးနဲ့ပတ်သက်တဲ့အကျော်လျှော့ခြင်းကိုလုပ်ရမှာပါဘေးညာ10စက္ကန့်စီလောက်တွန်းထားပြီးတော့ဘယ်ဘက်ကိုလည်း10စက္ကန့်စီညာဘက်ကိုလည်း10စက္ကန့်စီလှည့်ပြီးလို့လည်းရပါတယ်5ခုမြောက်ကတော့ပေါင်ရှေ့နောက်ကြော့သားတွေနဲ့ပတ်သက်ပြီးတော့ရှော့ရမှာဖြစ်ပါတယ်ပေါင်ရှေ့နောက်ကြော့သားတွေကိုတေချာလေးကိုရှော့ပေးသင့်ပါတယ်ပေါင်နောက်ကြော့သား hamstring injury ရရင်အတော်လေးလဲကုရခတ်သလို growing လို့ခေါ်တဲ့ပေါင်ချံနေရာတွေကိုလည်းတေချာလေးရှော့ပေးသင့်ပါတယ်အခုပြထားတဲ့လေ့ကျင့်ခန်းတွေကို10စက္ကန့်စီလောက်တေချာလေးလိုက်ပြီးတော့လုပ်ပြီးရင်အဆင်ပြေပါပြီနံပါတ်6ကတော့ခြေချင်းဝစ်ရှော့ရမယ့်လေ့ကျင့်ခန်းမှာခြေချင်းဝစ်တွေအတွက်ဘယ်လိုရှော့ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာလည်းပြထားပါတယ်ဒါဆိုရင်တော့အကျော်လျှော့တဲ့အပိုင်းကတော့ပြီးသွားပါပြီသွေးပူစဖို့အတွက်ပြင်ပါတော့မယ်one map ကိုဘာလို့လုပ်ရလဲဆိုတော့ပွဲထဲမှာအချိန်မျိုးကိုယ့်ရဲ့လှုပ်ရှားမှုတွေကလျင်မြန်နေအောင်လို့ပြင်ထားတဲ့သဘောပါပဲပြီးတော့သွေးပူနေမယ်ဆိုရင်အလွယ်တကူကိုယ်လည်းဒဏ်ရာမရအောင်လို့လည်းကာကွယ်ပေးပါတယ်သွေးပူလှုပ်တာကတော့ပုံစံမျိုးရှိပါတယ်အဓိကကတော့ကိုယ်ခန္ဓာကိုယ်ကလှုပ်ရှားမှုသွေးလက်ပတ်မှုကောင်းအောင်လို့လုပ်တဲ့အတွက်ကြိုက်တဲ့နည်းကိုသုံးလို့ရပါတယ်ကျွန်တော်အခုလုပ်ပြထားတဲ့ဒီသွေးပူလေ့ကျင့်ခန်းတွေကတော့ပွဲမကန်ခင်မှာတော်တော်များများဒီ professional အသင်းတွေမှာလုပ်နေတဲ့သွေးပူလေ့ကျင့်ခန်းတွေကိုလုပ်ပြထားတာဖြစ်ပါတယ်အားလုံးလိုက်လို့ကြည့်လို့ရပါတယ်သွေးပူလေ့ကျင့်ခန်းအတွက်ဗီဒီယိုတစ်ပုဒ်လုပ်ပေးဖို့တောင်းဆိုထားတဲ့သူတွေလည်းဒီဗီဒီယိုကြည့်ပြီးတဲ့အခါမှာတေချာလေးနားလည်သွားမယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်